အားလုံးပဲမင်္ဂလာပါ 21st century မြန်မာမှပြန်လည်ကြိုဆိုလိုက်ပါတယ်ဒီနေ့ဗီဒီယိုမှာတော့2026မှာကံအကောင်းဆုံးဖြစ်လာမဲ့ထိပ်တန်းကဏ္ဍဘွား3ခုအကြောင်းကိုတင်ဆက်ပေးမှာဖြစ်ပါတယ်2026ခုနှစ်ဟာကဏ္ဍပီတင်အရာပေါင်းချင်းတစ်ကဏ္ဍဖြစ်တဲ့အတွက်တစ်ကဏ္ဍတနင်္ဂနွေဂျိုဆွန်းမိုးတဲ့နှစ်ဖြစ်ပါတယ်နေမင်းကြီးရဲ့တကူအာဏာလွှမ်းမိုးတဲ့ဒီနှစ်မှာနေမင်းရဲ့ဓာတ်အလိုက်ဖက်ဆုံးဖြစ်တဲ့ကဏ္ဍဘွား3မျိုးကတော့ကံကောင်းခြင်းတွေကိုထိတ်ဆုံးကနေပိုင်ဆိုင်ခွင့်ရရှိကြပါလိမ့်မယ်။မိတ်ဆွေရောဒီ lucky list ထဲမှာပါနေမလားကြည့်လိုက်ကြရအောင်။နံပါတ်1ပြည်ကဏ္ဍဖွားများလတလရဲ့1ရက်နေ့10ရက်နေ့19ရက်နေ့28ရက်အတွင်းဝေးဖွားသူများပဲဖြစ်ပါတယ်။2026ခုနှစ်ဟာပြည်ကဏ္ဍဖြစ်တဲ့အတွက်သင်အတွက်ကိုနှစ်ကိုပြန်ရောက်တဲ့နှစ်ပါ။သင်ရဲ့ကံကြမ္မာဆက်ဝန်းလည်ပတ်မှုအားအကောင်းဆုံးအချိန်ကိုရောက်ရှိနေပါပြီ။ဘာရိကံကောင်းမလဲ။အာနာနဲ့ယာရုဝန်ထမ်းဖြစ်ရင်ယာရုတို့မယ်။ကိုယ်ပိုင်လုပ်ငန်းရှင်ဆိုရင်ကိုယ်လုပ်ငန်းနယ်ပင်မှာဆရာတဆူအဖြစ်အတိမတ်ပြုခံရမယ်။ခေါင်းဆောင်မှုလူအများကသင်စကားကိုနားထောင်ပြီးသင်နောက်ကိုလိုက်ကြပါလိမ့်မယ်။အစပြုခြင်းဘဝသစ်အလုပ်သစ်စီးပွားရေးအသစ်စတင်ဖို့အကောင်းဆုံးနှစ်ပဲဖြစ်ပါတယ်။ဒီနေ့စလိုက်တဲ့အရာတွေကရေရှည်ခိုင်မြဲပါလိမ့်မယ်။အကြံပြုချက်အနေဖြင့်ယုံကြည်မှုကသင်ရဲ့တော့ချက်ပါ။ငါလုံနိုင်တယ်ဆိုတဲ့စိတ်နဲ့ရှေ့ဆက်ပါ။နံပါတ်2နေရာမှာရှိနေတာကတော့ငါးကဏ္ဍဖွားများပဲဖြစ်ပါတယ်။လတလရဲ့9ရက်14ရက်23ရက်မှာဝေးဖွားသူတွေပဲဖြစ်ပါတယ်။ပြည်ကဏ္ဍဘရင်နဲ့ငါးကဏ္ဍကုံတဲ့ပေါင်းစပ်မိတဲ့နှစ်ဖြစ်လို့ဒီနှစ်ဟာသင်အတွက်စီးပွားရေးရွှေခေတ်ပါပဲ။ဘာရိကံကောင်းမလဲ။ငွေကြေးအယောင်းဝယ်ကုန်သွယ်ရေးနဲ့ဝန်ဆောင်မှုလုပ်ငန်းတွေကနေငွေအလုံးရင်းဝင်ပါမယ်။ဆက်သွယ်ရေးသင်ရဲ့စကားပြောစွမ်းရည်ဆက်ဆံရေးစွမ်းရည်ကြောင့်မဖြစ်နိုင်တဲ့ကိစ္စတွေတောင်ဖြစ်လာပါလိမ့်မယ်။ခရီးသွားခြင်းပြပခရီးစီးပွားရေးခရီးတွေသွားရမယ်။နေရာသစ်တွေကနေအခွင့်အလမ်းသစ်တွေရမယ်။အခွင့်အရေးတွေကလေလိုပဲမြင်မြန်လာပြီးမြန်မြန်သွားတတ်လို့တွေးတာနဲ့လက်လွတ်မခံပဲဖမ်းဆုပ်ထားလိုက်ပါနံပါတ်3နေရာမှာရှိနေတာကတော့ကိုယ်ကဏ္ဍဘွားများပဲဖြစ်ပါတယ်လတလရဲ့9ရက်နေ့18ရက်28ရက်မွေးဖွားသူတွေပဲဖြစ်ပါတယ်ပြည်ကဏ္ဍဘရင်နဲ့ကိုယ်ကဏ္ဍစစ်သူကြီးတို့ပေါင်းဆက်တဲ့နှစ်ပါဒါကြောင့်ဒီနှစ်ဟာသင်အတွက်အောင်ပွဲခံရမယ့်နှစ်ဖြစ်ပါတယ်ဘာရိကံကောင်းမလဲပြိုင်ဆိုင်မှုပြိုင်ဘက်တွေအတားအဆီးတွေကိုကြော်ဖြတ်ပြီးထိတ်ဆုံးကိုရောက်ရှိပါလိမ့်မယ်။စွမ်းအင်မကုန်ခန်းနိုင်တဲ့စွမ်းအင်တွေနဲ့အလုပ်တွေအများကြီးလုပ်နိုင်မယ်။လုပ်တဲ့လောက်လဲအကျိုးပြန်ခံစားရမယ်။အောင်မြင်မှုခက်ခဲတဲ့ project တွေစိန်ခေါ်မှုတွေကိုအောင်မြင်စွာဖြေရှင်းနိုင်ပြီးနာမည်ကျော်ကြားပါမယ်။အကြံပြုချက်အနေဖြင့်ဒေါသကိုလျှော့ချပြီးအလုပ်ထဲမှာပဲအာရုံစိုက်ပါ။သင်ရဲ့ရဲရင်မှုကိုနေရာမှန်မှအသုံးချရင်ဘယ်သူမှအသင်ကိုမရှင်းနိုင်ပါဘူးဆက်လက်ပြီးကံကောင်းဆုံးကဏ္ဍဘွား3ခုအကြောင်းကိုအနှစ်ချုပ်ပြောပြပေးပါမယ်ဒီကဏ္ဍသမားများကယာရုနဲ့အာနာငါးကဏ္ဍသမားကငွေကျင်းနဲ့စီးပွားရေးဘိုးကဏ္ဍသမားကအောင်မြင်မှုနဲ့ကြော်ကြားမှုလိုပဲဖြစ်ပါတယ်ကဲမိတ်ဆွေကဒီကံကောင်းတဲ့ကဏ္ဍ3ခုထဲမှာပါဝင်နေပါသလားပါဝင်တယ်ဆိုရင်တော့ yes လို့ comment မှာရေးပြီးကိုယ့်ရဲ့ကံကောင်းခြင်းတွေကိုကြိုဆိုလိုက်ကြရအောင်ရှယ်ရတဲ့တငယ်ချင်းတွေလည်းသိရအောင်ရှယ်သွားဖို့လည်းမမေ့ပါနဲ့နောက်ထပ်ဗီဒီယိုတွေမှာပြန်ဆုံတွေ့ပါမယ်